Okay okay ဆိုတော့ကျွန်တော်တို့ဒီရဲ့ Manus AI ပေါ့နော် Manus AI ဆိုကျွန်တော်တို့ဒီမှာ account တော့ဒီတိုင်းပဲကျွန်တော် Google Sign နဲ့ဖွင့်ပြီးတော့ပြီပေါ့နော် Google Sign နဲ့ဖွင့်ပြီးတော့ပြီးဒါပေမဲ့ကျွန်တော်တို့ကဒီတိုင်းဟိုဘယ်လိုပြောမလဲဒါကတော့ free ပေးထားတဲ့သူရဲ့ credit ပေါ့နော် credit ဒီမှာတော့1000လို့ပြတယ်ဒီမှာတော့300ဆိုပြီးတော့လာပြအဓိကတော့ daily refresh credit ကကျွန်တော်300ပေါ့နော် free credit က1000ဆိုပြီးတော့ပြတယ်ဒါတော့ဒါ free အနေနဲ့ကျွန်တော်သုံးကြည့်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ free ထဲမှာကျွန်တော် manage ကကျွန်တော်ဒီ 1.6 like ပဲရတယ်ပေါ့နော် like break agent ပဲရတယ်ပေါ့နော်နေ့တိုင်းသုံးလို့ရအောင်ဒါပေမဲ့နေ့တိုင်းဆိုပေမဲ့ကျွန်တော်တို့ကဒီရဲ့ credit တွေကတလောက်ရှိရပေါ့နော်တလောက်ပဲရှိရဆိုတော့ဒီထက်ကြော်ပြီးတော့သုံးနေဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ pro တွေဝယ်မှရမယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီမှာ manage 1.6 pro မှာတွားကြည့်မယ်ဆိုရင် versatile agent capable of most tasks ဆိုပြီးတော့ပြောပါနော်ဒါပေမဲ့တေချာတယ်ဒီကောင်နဲ့ဒီကောင်နဲ့တောင်းရင်လည်းပဲကျွန်တော်တို့ကဝယ်သုံးတယ်ဆိုရင်လည်းကျွန်တော်တို့ကတုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ unlimited token တွေအဓိကတော့ tax အရင်များရတယ်ဆိုပေါ့နော်ဆိုတော့ရင်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီကောင်ကိုတုံးပြီးတော့မှကျွန်တော်တို့ကဒီ website ရေးတာတော့ဘာမှပြဿနာဖြစ်မယ်တော့မထင်ဘူးဒါပေမဲ့ဒီလို application တွေရေးတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ software application တွေရေးတယ်ဆိုရင်အဲ့ဒါပိုတက်နိုင်တယ်ပိုတက်နိုင်လေကျွန်တော်ရဲ့ token တွေကပို့ပြီးတော့ကုန်သွားလိမ့်ပေါ့နော်ဒီကောင်တော့ရင်တော့ပိုကောင်းတယ်ပေါ့နော်ဒီ Manus 1.6 Pro ဆိုပြီးတော့မှကဲလို့ upgrade လုပ်ချင်တယ်ဆိုရင်တော့ကိုယ့်ဟာကိုယ်ဒီတိုင်းဟိုဒီနားမှာရှိတဲ့ဟာပေါ့နော်ဒီမှာတက်ကြည့်လို့ရတာဆိုရင်ကျွန်တော်တို့ကပထမဆုံးကကျတော့ဒီမှာ something dollar ပေါ့နော်ဒါကတော့ဒါ monthly အနေနဲ့ကျွန်တော်တို့ဒီမှာနောက်ထပ်ကဒီမှာ34ပြီးလို့ရှိရင်ဒီမှာ167ဆိုပြီးတော့ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ monthly ဆိုရင်တော့ကျွန်တော်တို့ကတလောက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ annually အနေနဲ့ခါတဲ့ဝယ်တယ်ဆိုရင်တော့တလောက်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေက plan pricing အကြောင်းတွေပေါ့နော်ထားလိုက်ပါတော့ကျွန်တော်တို့ဒါ free အရင်ဆုံးသုံးမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုအပါတက်လုံးမလဲဆိုရင်ကျွန်တော်တို့ဒီမှာ connect your to Manus ဆိုပြီးတော့ရှိရပေါ့နော်ဒီမှာကျွန်တော်တို့ဒီကောင်လေးတစ်ချက်နေကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဘာရှိလဲဆိုရင်ကျွန်တော် app တွေရှိရလို့ပြောတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော် Instagram နဲ့လည်းကျွန်တော်တို့ကချိန်လို့ရတယ်ပြောတယ်ပေါ့နော်ဒီမှာ generate and publish post ဆိုပြီးတော့ပြောတယ်ဒါ Instagram နဲ့ရှိမယ် Facebook ကကျတော့ဒီတိုင်း ads manager ပဲတွေ့တယ်ဟုတ်ပြီနော်ဒီမှာ ads manager ပဲတွေ့တယ် ads manager တခြားမတွေ့ဘူးပေါ့နော်တခြားကျွန်တော်တို့တော်တော်လေးတုံးလို့ရမယ် line 30ဆိုရင်တော့ line နဲ့တော့တုံးလို့ရတယ်ဒါပေမဲ့ဒါဒီကောင်တော့အရင်ကြီးဟောမဖြစ်ဘူးပေါ့နော်ကျွန်တော်အတွက်ဟောဖြစ်တယ်ဟာပေါ့နော် Notion ကကြတော့လေ Notion ကတော့ဒါတခြားတွေလည်း Notion ရတယ်ပေါ့နော်ဒီမှာ GitHub တွေလည်းကျွန်တော်တို့ code test လည်းရတာပဲပေါ့နော်ဒီတိုင်းဒီကောင်နဲ့ဆိုရင်တော့ပြောတော့ဒီမှာကျွန်တော်တို့ရဲ့ Google Drive တွေကို access လုပ်လို့ရတယ်ဒီကောင်လုပ်လို့ရတယ်ဒီကောင်ကျတော့ Open Cloud လည်းကျွန်တော်တို့ access လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကတော့ဒီမှာဟိုတစ်ခုပဲပါတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတစ်ခုထူးခြားတာကပါလဲဆိုရင်ကျွန်တော်တို့ဒီမှာ custom API ဆိုပြီးတော့ပါတယ်ပေါ့နော် custom API ပါတယ် custom MCP ဆိုပြီးတော့ပါတယ်ပေါ့နော်ဆိုတော့ဒီ custom API ထဲမှာအရင်ဆုံးတွက်ကြည့်မယ်ကျွန်တော်တို့ဒီမှာတခြားဒီ Facebook တွေပါညာတွေမပါဘူးcustom ဒီမှာကျတော့ဒီမှာ OpenAI Gemini ရှိမယ်ပေါ့နော် Gemini တွေ Open Router တွေရှိမယ် Dropbox တွေရှိမယ်ဒါတွေဘာမှမဟုတ်ဒီမှာအနေငယ်တစ်ခုတော့ပါတယ်ဆိုတော့အဆင်ပြေပါတယ်ဒါပေမဲ့နောက်ထပ်တစ်ခုကကျတော့ဒီမှာ Cloudflare API ဆိုပြီးတော့ပါတယ်ဒီကောင်ကဘာတော့ကောင်းနေလဲဆိုရင်ပေါ့နော် example တစ်ခုပြပြမယ်ပေါ့နော်ကျွန်တော်တို့ဒီရဲ့ Manus AI နဲ့ကျွန်တော်တို့ဒီ website တွေပါညာရေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ domain ကကျတော့ custom domain ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာသွားပြီးတော့မှကျွန်တော်တို့ဒီ Cloudflare ကနေခါတဲ့ API ချိန်ထားတယ်ဆိုရင်သူ့ကိုတခါတည်းဟိုဘယ်လိုပြမလဲဒီရဲ့ DNS record တွေပါညာချိန်ပြီးလို့ရမယ်နဲ့တူရပေါ့နော်ဆိုတော့အဲ့ဒါတွေအတွက်အသုံးလို့ရပါတယ်ဒါပေမဲ့11 let တွေပါညာတွေရှိရပေါ့နော်ဆိုတော့အကယ်လို့ကိုကဝယ်ထားတယ်ပါညာရှိတယ်ဆိုရင်ချိန်သုံးလို့ရပါတယ်ဒါပေမဲ့ free အနေပဲဖြစ်တာဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့တခုတော့ပြဿနာတော့တစ်ခုတော့ရှိရပေါ့နော်ဒီမှာ library တဲ့အရင်ဆုံးတက်ကြည့်မယ်ပေါ့နော် library ထဲမှာပါရှိမလဲဟုတ်ပြီနော် library ကလောဆယ်ဘာမှမရှိဘူးဟုတ်ပြီနော်ဒီမှာ new task ဆိုပြီးတော့ထည့်လို့တော့ရတယ်ဒါပေမဲ့ library ကကျွန်တော်တို့ပြောထားတဲ့ဟာတွေပဲဖြစ်မယ်ပေါ့နော် okay ဒါလည်းကျွန်တော်ဒီမှာသူ့အရင်ဆုံးဒီမှာဒါကတော့သူ့ရဲ့ documentation တွေပေါ့နော် documentation ကဘယ်လိုမျိုးရှိမလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာ plan and pricing documentation ကအရန်တော့မများသေးဘူးထင်တယ်ပေါ့နော်ဒီမှာ feature တွေတော့ဒီလိုပဲပါသေးတယ် website builder ပဲပါတယ်ဟုတ်နော်ဒီမှာ website builder ပါတယ် integration ကကျတော့ဒီမှာကျွန်တော်တို့ sign နေရတယ်ဒီမှာ Nano Banana Pro Manus API Zapier
browser cursor CP server ဒါတွေပါတယ်တခြားဘာမှတော့မပါတယ် plan and pricing ပဲရှိသေးတယ် welcome page ကတကောင်ပဲရှိတယ် documentation လည်းမစုံသေးဘူးလို့ပြောရပါဘောနော်ဆက်စချင်းဆိုတော့ဒီမှာကျွန်တော် personalization ကျွန်တော်ဒီမှာ mobile app ပါညာရှိမယ် setting နဲ့ကျွန်တော်တက်ကြည့်မယ် setting ထဲမှာကျွန်တော်ဒီမှာ usage ရှိမယ်ပေါ့နော်သူကတရက်ကို daily refresh credit က300ပဲလို့ပဲပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုသုံးကြည့်မှာပေါ့နော် data control cloud browser scale ကိုမြင်ဆုံးတက်ကြည့်မှာဒီမှာဘာ scale တွေထည့်လိုက်ရတယ်သူကကျတော့ဒီမှာ video generator ဆိုပြီးပြောထားတယ်ပေါ့နော် stock analyze ပါတယ် similar web analyze ပါတယ်ကျွန်တော်တို့ကဒီ stock ရဲ့ stock မတုံးပေါ့နော်ပြီးလို့ချင်း video generator ဆိုပြီးတော့ကျွန်တော်တစ်ချက်လေးတော့တုံးကြည့်လိုက်မယ်ဒါပေမဲ့ဒီကောင် free မှာတုံးလို့ရလားမရလားတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာ video generator ဆိုပြီးတော့ပြောတယ် okay ဒါပေမဲ့ကျွန်တော်ဒီမှာဟိုကတော့ nick လိုက်ပါတယ်ဒါပေမဲ့ဒီကောင်မရနိုင်သေးဘူး okay ဒီမှာ video generator တော့ထပ်ထားတယ်ပေါ့နော်ဒီမှာနှစ်ခုပဲရှိသေးရတာလောလောဆယ် add custom scale ဆိုဒီမှာလောလောဆယ်ဒီရဲ့ scale က၄ခုပဲတွေ့နေရောဒီမှာ add ဆိုပြီးတော့တစ်ချက်ကြည့်ချင်းတခြားတော့မရှိဘူး scale ကထပ်ထည့်လို့တော့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘာမှမလုပ်တော့ဘူးပေါ့နော် integration တွေရှိမယ်ဒါပေမဲ့ integration ကျွန်တော် Telegram နဲ့လည်းချိတ်လို့ရတယ်ပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တော့မချိတ်ဘူးပေါ့နော်ကျွန်တော်အရင်က open cloud နဲ့ချိတ်ထားတဲ့ဖြစ်တဲ့ကြောင့်မို့လောလောဆယ်စင်မပြေသေးဘူးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာ account တော့ဒါကျွန်တော်တို့ရဲ့ account ပေါ့နော်အရင်ဆုံးသူ့ကိုဘာလောက်ခိုင်းမလဲဆိုရင် set လိုက်သုံးကြည့်မယ်ဘာလဲလောက်ခိုင်းကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ Gmail တွေရင်ဆုံးဝင်လိုက်မယ်ဝင်ပြီးတော့မှကျွန်တော်တို့ကဘယ်ထဲကိုသွားခိုင်းမလဲဆိုရင်ကျွန်တော်တို့ရဲ့ခုနကဝင်ထားတဲ့ Gmail ပေါ့နော် skeleton money ဆိုတဲ့ကောင်အဲ့ကောင်ကိုတွားမယ်တွားပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တော့ကျွန်တော်တို့က Google Drive file တွေပါညာတွေသူ့ကိုအလုပ်လုပ်ခိုင်းမယ်ပြီးတော့မှ usage ဘယ်လောက်သုံးသွားလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ကျွန်တော်စိတ်ဝင်စားရဆိုလိုက်ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာ Drive file ထဲကိုဝင်လိုက်ပါနော် Drive file မှာရှိမယ် Drive file ထဲမှာကျွန်တော်တို့ကပါဆိုရင်ကျွန်တော်ဒီမှာ My Drive ဆိုပြီးလို့ရှိပြီပေါ့နော် My Drive ထဲမှာတွားပြီးတော့ကြည့်ကြည့်မယ် My Drive ထဲမှာကျွန်တော်တို့ဒီမှာ social media နဲ့ SMT ရှိမယ် Play with Mate ပါညာအဲဒီဒါတော့ info ဆိုတာရှိရပါတော့ဆိုတော့အဲ့ကျမှကျွန်တော်တို့ဒီမှာကျွန်တော်ဒီမှာ ANES manage folder ဆိုတော့ဒီတိုင်းတီးတိုင်ရေးလိုက်ပါဘောနော်ဒါမှသူ့ကိုဒီမှာ search လုပ်ခိုင်းတာပါညာလုပ်ခိုင်းတာတော့သူ့ကိုဒီမှာပဲတွားပြီးတော့မှရေးခိုင်းမယ် okay ဆိုတော့ခုနက connector ဆိုတဲ့အထက်မှာတက်ကြည့်ကြည့်ပါနော်ဒါတော့ connector okay integration ဒီကောင်တွေပဲပါတယ် FB ဒါဆိုကျွန်တော်ဒီအထက်မှာတွားပြီးတော့ကျွန်တော်ဒီမှာ connect to ဆိုတဲ့ကောင်ဒီနေရာမှာကျွန်တော်ကdrive ကိုရွေးလိုက်မှာပေါ့နော်ကျွန်တော်ကဒီမှာ connect ဆိုပြီးရွေးမယ် connect ထားလိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့ account skeleton money နဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုရင်ကျွန်တော် skeleton money account နဲ့တစ်ခါတည်းချိန်သွားလိမ့်မယ်အဲဆိုရင်ကျွန်တော်ခုနကတည်းတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာဒီကောင်လေးကိုလောက်လိုက်မှာပေါ့နော်ခုနစကွန် okay ဒီနေရာမှာကိုကတော့ select မရွေးရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြီးခဲ့တဲ့တုန်းက open cloud နဲ့လည်းဒီကောင်ကအတူတူ similar ဖြစ်တယ်ဟုတ်ပြီနော်ဘယ်လို similar ဖြစ်လဲဆိုရင် sorry ဘယ်လို similar ဖြစ်လဲကျွန်တော်ဓာတ်ပုံပြပေးမယ်ပေါ့နော်ကျွန်တော် screenshot ရိုက်ထားတဲ့ကောင်ကျွန်တော် picture ထဲမှာကျွန်တော် open cloud နဲ့အတူတူပဲပေါ့နော် open cloud တော့မဟုတ်အေးပေါ့ open cloud နဲ့ဘယ်လိုတူလဲဆိုရင်ကျွန်တော်ပြပေးမယ် okay ဒီကောင်ပေါ့နော်open cloud ထဲမှာပေါ့နော်ကျွန်တော်တို့ဒီရဲ့ Google Workplace CLI ဆိုပြီးတော့သုံးနေဆိုရင်ကျွန်တော်တို့ဒီကောင်ကကျွန်တော်ဒီလိုမျိုးတကူတကကြီးတစ်ခါလေးလောက်ထားတာပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့က Google Cloud Console ထဲမှာတွားပြီးတော့ကျွန်တော်တို့ကဒါကျွန်တော် project တစ်ခုလေးလုပ်ပေးရပါတော့ဒါပေမဲ့ကျွန်တော် project name ကို tag cloud ဆိုပြီးတော့ထားရတယ်ပြီးတော့မှကျွန်တော်ကဒီ open cloud ကိုဒီရဲ့ Google Workplace CLI တုံးမှုတော့မှကျွန်တော်ဒီကောင်တွေကို access လုပ်ထားတာဟုတ်ပြီနော်အဲ့ထက်မှာပါလဲဆိုရင်ကျွန်တော်အထင်းမှာပေါ့နော်ကျွန်တော်ထဲတော့မဟုတ်ပါဘူးကျွန်တော်လုတ်ထားတဲ့ဟာကိုပြောပြတာ open cloud နဲ့လုတ်ထားတဲ့ဟာပေါ့နော်ကျွန်တော်ဒီက drive file တွေပါတယ်ပေါ့နော်ဒီမှာ drive ထဲမှာဆိုရင်ကျွန်တော် cd edit create delete လုပ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာ Google Sheet slide ပေါ့နော် Google slide တွေလည်းကျွန်တော်ဒီမှာ cd edit ပါညာအကုန်လုံးလုပ်လို့ရတယ် Google Docs ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Google Sheet spreadsheet ပေါ့နော်အဲ့ဒါတွေပါတယ်ပြီးရင်ကျွန်တော်ရဲ့ calendar ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Gmail တွေပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ test plan တွေက
task ဒီပေါ့နော်ဒီရဲ့ Google ထဲမှာ task ရှိတဲ့ဒီရဲ့ create edit organize ဘာညာတွေလုပ်လို့ရတယ်ဆိုတော့အဲ့ကောင်တွေမှမဟုတ်ဘူးเนาะကျွန်တော်တို့လုပ်ရင်လုပ်သလိုကျွန်တော်တို့ကဒါကတော့ manually ပေါ့နော်လုပ်လိုက်တာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့အခုဒီမှာလာပေါ်တဲ့ကောင်ကကျတော့ဗာလဲဆိုရင်လောလောဆယ်ဒီမှာ C edit Google Drive နဲ့ပဲပေါ့နော် Google Drive နဲ့ပဲဆိုင်နေဟာလောလောဆယ်ကျွန်တော်တို့ဒီမှာလောလောဆယ်ဒီတိုင်း continue လုပ်လိုက်မယ်ဆိုတော့ဒီကောင်ကတော့ဟိုတစ်ခုချင်းစီတွားပြီးတော့လုပ်ရတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Google Drive ဆိုပြီးတော့အရင်ဆုံးပေါ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာတွားရဒီမှာ fine ဘာညာဆိုပြီးတော့ပြောရတာပေါ့နော်ကျွန်တော်တို့ကဒီမှာ show detail ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရOkay ကျွန်တော်တို့ Google Drive ကတော့ဟိုလောက်ပြီးတော့ပြီအဲ့ဆိုနောက်တစ်ခုပါလောက်လို့ရလဲဆိုရင်တခြားကြည့်အောင်ဟုတ်ပြီနော် Google Drive ရတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ Google Calendar ရှိမယ်ဟုတ်ပြီနော်ဒီမှာ GitHub ရှိမယ် GitHub တော့ကျွန်တော်မသုံးဘူးပေါ့နော်ဒီ account နဲ့မသုံးဘူးပြောတာတခြား account နဲ့သုံးတယ်သူက Notion နဲ့တော့သုံးတယ်ပေါ့နော် Notion နဲ့တော့သုံးတယ်အဲ့ဆိုကျွန်တော်ဒီမှာ Notion နဲ့တစ်ချက်လေးတွားကြည့်လိုက်ပေါ့နော် Notion ကိုကျွန်တော်တခြား account ပြောင်းလိုက်မယ် Notion.so ပေါ့နော်ကျွန်တော်ဒီမှာ Notion.so ဆိုပြီးတော့ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်ကဒီရဲ့ account ကတခြား Gmail account နဲ့ပေါ့နော်ဆိုတော့ဒီကောင်ကိုကျွန်တော် log out လုပ်ပြီးတော့မှအခုဒီရဲ့ skeleton manis account နဲ့ကျွန်တော်ဟိုလုပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်က sign out လုပ်မယ်ဆိုတော့ကဘယ်နာဖြစ်မလဲဆိုရင် settingကျွန်တော်တို့ဒီမှာ account ရှိမယ်တယ်လို့ log out လုပ်ရမလားဒီမှာ sign out လုပ်တဲ့ option ရှိတာကျွန်တော်ဒီက Notion အရင်မသုံးဆိုတော့ဒီမှာငါတို့ဒီမှာ setting ကဒီကောင်ပဲရှိတယ် Okay log out ဟုတ်ပြီနော်log out မလုပ်မလဲ log တခြား account ထည့်လိုက်မယ်နော်အဲ့ဒီမှာ add နားတာ account ဆိုပြီးတော့ထည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာ Google နဲ့တွားမယ်ပြီးရင် skeleton manis နဲ့တွားမယ်ပေါ့နော်skeleton manis နဲ့တွားမယ်ပြီးရင်ဒီ skeleton manis ကိုအခုန manis AI နဲ့ကျွန်တော်တွားပြချိန်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာ continue လုပ်မယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့ဟာကရသွားပြီပေါ့နော်ကျွန်တော်တော့ဒါ go for personal life ပဲတုံးမှာပေါ့နော် skip မနေလိုက်အဲ့ဆိုရင်ကျွန်တော်ရဲ့ Notion onboarding ဖြစ်သွားပြီတော့စပြီးတော့တုံးလို့ရပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာ welcome to Notion ဆိုပြီးတော့ဘာညာလာပေါ်တယ်ဒါပေမဲ့ဒီကောင်ကျွန်တော်ဘာမှတမ်းမလုပ်တယ်ဘူးကျွန်တော်ဒီထဲမှာတွားမယ်ပြီးပြီဆိုရင် Notion ကိုအရင်ဆုံးတွက်ချိန်မယ်ပေါ့နော်ဆိုတော့အခု Notion ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်နှခုချိန်ပြီးသွားလဲဆိုရင် Google Drive ချိန်ပြီးသွားပြီဒီ Notion ချိန်ပြီးသွားပြီဒါပေမဲ့ဒီကောင်တွေတုံးကြည့်မယ် usage ဘယ်လောက်ရှိလဲဆိုတာတစ်ချက်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာ Notion ကတော့ဒီမှာ skeleton manis space ဆိုပြီးတော့ရှိရပါတော့ဒါပေမဲ့ကျွန်တော်ဒီမှာ USB redirect to တဲ့ဟုတ်ပြီနော်ကျွန်တော်တို့ကဒီမှာဟိုလောက်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ continue ဆိုပြီးတော့နှိပ်လိုက်မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ manis ကိုတွားပြီးတော့တုံးလို့ရပြီကျွန်တော်တို့ Notion လည်းချိန်ပြီးတော့ဟိုလည်းချိန်ပြီးတော့တုံးလို့ရပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီ try out so do I let me test the Notion connector show me how to use its feature show that you faster with it give me a free ကျွန်တော်ဒီမှာသူ့အဲ့လိုတော့မပြောဘူးเนาะဒါဆိုရင်ကျွန်တော်တို့ connected ဖြစ်တယ်ပေါ့เนาะ connected ဖြစ်တယ် so ကျွန်တော်တို့ကဒီမှာဘာတွားမလဲဆိုရင်ပေါ့เนาะ get to my ပေါ့เนาะကျွန်တော်တို့ manage folder inside my Google Drive and connect with my Notion what no Notion space then write a content plan for a week ပဲရေးခိုင်းပါတော့ကျွန်တော်ဒီမှာတစ်ပတ်စာပဲရေးခိုင်းမယ်ကျွန်တော်တို့ဒီရဲ့ဟာဘယ်လောက်ကုန်သွားမလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ဘယ်လောက်ကုန်သွားမလဲဆိုတာတစ်ချက်ကြည့်ကြည့်မယ်အခုကလောလောဆယ်1000ဘာမှမသုံးရနိုင်ဘူးเนาะကျွန်တော်အခုပထမဆုံးသုံးတာကျွန်တော်ဒီမှာသူ့ကို go to my manage folder inside of my Google Drive and connect with my Notion space then write a content plan for a week ပေါ့နော်the content plan must include ပေါ့နော်ကျွန်တော်ဒီမှာ must include ကျွန်တော်ဘာရေးခိုင်းမလဲဆိုရင်
ကျွန်တော်ကပါမလဲဆိုရင်ကျွန်တော်တို့ကတိုက်တယ် ESCI ပြီးတဲ့ description tag ပြီး keyword ပေါ့နော်ကျွန်တော်အကောင်လုံးအတွက် SEO ကောင်းမယ်ပေါ့နော်ပြီးရင် hashtag ကိုပါခိုင်းမယ်ပေါ့နော် hashtag ပြီးပြီဆိုရင်ကျွန်တော်တို့က full content ဆိုပြီးရေးမယ်တချို့ကကျတော့ဒီ content လို့ပဲရေးလို့ရှင်လေတချို့ AI တွေကနည်းနည်းလေး content နောက်နည်းနည်းလေးပဲရေးထားပါနော် full content ပြီးပြီဆိုရင်ကျွန်တော် full content ပါတယ်ဆိုရင်ပါမလဲ title description tag keyword hashtag full content ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီရဲ့ prompt for image generation လို့ပဲရေးလိုက်မှာပေါ့နော် DNERA generation which I will use as photo for my content ပေါ့နော် okay ပြီးတော့မှ the content must focus on tag beingလို့ရမယ် tag AI ပြီးပြီဆိုရင် AI latest to ပေါ့နော် latest to GitHub popular repo ပေါ့နော် every content you must write in Burmese လို့ရေးလိုက်မှာနော် but some work can be used as English ပေါ့နော်အဲ့လိုပဲထည့်လိုက်တော့အပြီးပြီဆိုရင်ကျွန်တော်တို့ကဒီလောက်ဆိုရင်တော့အစင်းတော့ပြည့်ပြီတင်တယ်ပေါ့နော်ကျွန်တော်ဒီမှာအဲ့ဒါပဲခလိုက်တော့ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ manage folder ထဲကိုတွားလိုက်မယ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့ရဲ့ notion space နဲ့ connect ခိုင်းမယ်ပြီးလို့ရှိရင်သူ့ကိုဒီရဲ့ content plan for the week ပေါ့နော်တစ်ပတ်စာ content plan ကိုရေးခိုင်းမယ် content plan ကဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ title ပါမယ် description ပါမယ် tag ပါမယ် keyword ပါမယ် hashtag ပါမယ် full content ပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရဲ့ image generation ထုတ်ဖို့တော့ပေါ့နော်ဒီရဲ့ prompt ကိုလည်းပါခိုင်းမယ်ပေါ့နော်ပြီးရင် which I will use as photo for my content ပေါ့နော်ကျွန်တော်တို့ဒီရဲ့ content တုံးဖို့အတွက်တပ်ပုံနေနဲ့တုံးမှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် the content must focus on tag AI digital latest to GitHub popular repo ပေါ့နော်ပြီး every content you must write in Burmese ပေါ့နော်ပြီး but some word can be used as English ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာအန်ဒါလေးခောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့1300usage ကဘယ်လောက်ဖြစ်သွားမလဲတော့မပြောတတ်ဘူးဒါတော့သူကဒီမှာကျွန်တော်တို့လုတ်ပေးနေပြီခိုင်းကြရင်တော့ကျွန်တော်မကြိုက်တဲ့ AI ချက်ကပါလဲဆိုရင်တစ်ခါကျရင်ကျွန်တော်တို့ခိုင်းလိုက်ပြီဆိုရင်ပေါ့နော်ခိုင်းလိုက်ပြီဆိုရင်ဒီကောင်ကကျွန်တော်တို့ခဏလာမေးရပေါ့နော်အဲ့တခုတော့ကျွန်တော်မကြိုက်ဘူးဆိုတော့ဒီမှာ correct လုပ်နေပြီပေါ့နော်ဒါဆိုရင်သူကတော့ risky setup to GWS ဆိုပြီးတော့ထည့်နေတယ် GWS ကကျတော့ဒါ Google Workplace ပေါ့နော် GWS က Google Workplace CLI နဲ့အတူတူပဲသိလားဒီမှာ GWS best practice ဆိုပြီးတော့ပြောတယ်ကျွန်တော်ပြီးခဲ့တဲ့တုန်းကဒီ Open Cloud မှာဘာလုပ်တာလဲဒီ GWS နဲ့ပဲကျွန်တော်ကဒီတိုင်းဒီ Google Drive တွေတခြားဟာတွေလုပ်တာပဲပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာတွားပြီးတော့ကြည့်လိုက်ရတယ်ဒီမှာလောလောဆယ် risky and setup to ပေါ့နော် GWS ရဲ့ Notion MCP ဆိုတော့ထည့်တယ်အဲ့ဒါပြီးတော့မှသူကဒီမှာ access Google Drive menu ဆိုတာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ get a reference material တုံးမယ်ပေါ့နော်သူက write 7 days weekly content plan in Burmese ဆိုပြီးတော့ထည့်ထားတယ်ပြီးရင် publish the content plan to Notion ဆိုပြီးတော့ထည့်ထားပါတော့ deliver result to user ပေါ့နော်ဆိုတော့တစ်ချက်လေးစောင်းလိုက်မယ်ကျွန်တော်တို့ဒီကောင်လေးတစ်ချက်လေးလောက်ခိုင်းတာကိုကျွန်တော်တို့ကဘယ်လောက်ကုန်သွားလဲပေါ့နော်သူ့ရဲ့ token usage ဘယ်လောက်ကုန်သွားလဲဆိုတော့တွားပြီးတော့ကြည့်မယ်အဲ့ဒါကိုကြည့်ပြီးတော့မှကျွန်တော်က recommend ပေးမယ်ပေါ့နော်ဒီကောင်က free အနေနဲ့သုံးတင်လားမသုံးတင်ဘူးလားဆိုတာပေါ့နော်ကျွန်တော်က recommend ပေးမယ်ဆိုတော့ဒီရဲ့ video ပြီးလို့ရှင်လဲကိုယ့်ရဲ့အမြင်ကိုကျွန်တော်ရဲ့ comment မှာဖြစ်ဖြစ်ရေးထားလို့ရပါတယ်တစ်ချက်လေးကျွန်တော် pause လေးနှိပ်ထားလိုက်ပါဘောနော်ဒါပြီးမှပဲကျွန်တော်က
ဟိုပြန်လုပ်လိုက်မယ်ဆိုတော့ကျွန်တော်ရဲ့ recording ကိုကျွန်တော်ဒီမှာ pause လေးနေလိုက်မယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ရဲ့အခုဒီရဲ့ Manus AI ပေါ့နော်အဲ့ဒါကကျတော့ကျွန်တော်တို့လုပ်တဲ့ဟာတော့သူရဲ့ result ကတော့ပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ချက်လေးတက်ကြည့်ကြည့်လိုက်ဘာတွေလောက်ထားလဲဆိုရင်ပေါ့နော်ဒီအပေါ်ကိုမကြည့်ခင်ကျွန်တော်ဒီကောင်လေးကြည့်ကြည့်ရင်ဒီမှာ Manus computer ဆိုတော့ကျွန်တော် Manus is using terminal ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ terminal use တယ်ဆိုတာ local ထဲမှာ use တာမဟုတ်သူတို့ဒီရဲ့ server ထဲမှာပဲလောက်တာပေါ့နော်သူရဲ့ဒီ application တွေပါပဲဆိုတော့သူကတော့ test broadcast ပေါ့နော်ကျွန်တော်တို့ကိုလောက်ခိုင်းတဲ့အထဲမှာသူဘာလောက်ထားလဲဆိုရင်တော့ပထမဆုံးကတော့ဒီမှာ risky and setup tool ဆိုပြီးတော့ထည့်ပေါ့နော်ဆိုတော့ဒီရဲ့ risky and setup tool ကကျတော့ဘာလဲဆိုရင်ဒီမှာဒီရဲ့ GWS ဆိုတာရှိတယ်ဒီ GWS ကကျတော့ဘာလဲဆို Google Workplace စီရလိုက်မယ်အဲ့ဒီက tools ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့တုန်းက open core သုံးနေဆိုရင်လည်းဒီရဲ့ GWS ကသုံးလို့ရတယ်ဒါပေမဲ့အဲ့ထက်မှာဆိုရင်တော့ကျွန်တော်တစ်ချက်ပဲပေါ့နော်တစ်ချက်ဆိုတာကျတော့ဘယ်လိုမျိုးပြောရလဲဆိုရင်ပေါ့နော်ကျွန်တော်ခုနကဒီရဲ့တပ်ပုံလေးလည်းပြရတယ်ပေါ့နော်အဲ့ဒါကကျတော့ကျွန်တော်တို့ဒီရဲ့အဲ့စမယ်ပေါ့နော်ဒီကောင်လေးကိုပြောတာဘူးနော်ကျွန်တော်အဲ့ထက်မှာကျတော့ကျွန်တော်တို့ဒီရဲ့ Google Cloud Console တွေကိုတွားပြီးတော့မှာပေါ့နော်လောက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်တခါတည်းပေါ့နော်ဒါ Google Drive လည်းပါတယ် Google Slide လည်းပါတယ်ကျွန်တော်တို့ဒီမှာ doc file တွေပြီးရင်ကျွန်တော် Calendar Gmail ဘာညာတခါတည်းအကုန်ပါတယ်ပေါ့နော်အဲ့ဒါမှာဆိုရင်တော့ကျွန်တော်တို့က service account အနေနဲ့ထည့်လိုက်တယ်ဆိုရင် service account ဆိုတဲ့ရဲ့ကို Cloud Console ထဲမှာပါတဲ့ဟာကိုပြောတာပေါ့နော်အဲ့ဒါမှာတားပြီးတော့ထည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ access ပေးလိုက်ရင်ကျွန်တော်တို့ open cloud မှာတခါတည်းသုံးလို့ရတယ်ဒါပေမဲ့ဒီမှာကျတော့ဗာလဲဆိုရင်တော့သူကတော့ဒီရဲ့ terminal ထဲကနေပဲတွားပြီးတော့မှသူတချို့ဟာတွေပဲထည့်တယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီရဲ့ Google Drive ပဲပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ access Google Drive manage folder ဆိုပြီးတော့မှသူကလောက်ထားတယ်ပြီးရင် category reference material ထည့်တယ်ပြီးလို့ရှိရင် research လုပ်တယ်ပေါ့နော်သူကကျတော့ကျွန်တော်တို့ကို latest touch တွေ AI တွေ digital tool တွေပြီးလို့ရှိရင် GitHub မှာ popular ဖြစ်တဲ့ repo ပေါ့နော် repo တွေကိုရှာပြီးတော့မှကျွန်တော်တို့ content အနေနဲ့ရေးခိုင်းတယ်ပေါ့နော်ပြီးလို့ရှိရင်သူကတော့ဒီမှာ Sunday weekly content plan ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ကမြန်မာလိုရေးထားတယ် publish content plan to Notion ပေါ့နော် Notion ထဲမှာတွားပြီးတော့ထည့်ထားတယ်ဒါသူကတော့ပြီးသွားပြီလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ဒီကောင်တစ်ချက်လေးပိတ်လိုက်မယ်ဆိုတော့ဘာတွေပါလဲဆိုရင်ကျွန်တော်သူကတော့ဒီမှာသူ့ရဲ့ process တွေပေါ့နော်ဒီမှာပါတယ်ခုနအတိုင်းပဲကျွန်တော်တို့ဒီမှာသူလုပ်တဲ့ဟာတွေပေါ့နော်ဒီမှာသူ code တဲ့ iOS ဘာညာဆိုတော့ဒါကသူအလုပ်တဲ့ဟာတွေသူအလုပ်တဲ့ဟာတွေပေါ့နော်ဒါပေမဲ့ကိုကကျွန်တော်အသေးစိတ်တော့မပြောတော့ဘူးပေါ့နော်ဆိုတော့သူကတော့ဒီမှာကျွန်တော်ရဲ့ Google Drive folder ကိုတွေ့သွားပြီပြီးဆိုရင်ကျွန်တော်လုပ်သွားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က7 day content plan လေးရေးပြီးသွားပြီသူကကျတော့ဒီမှာသူပြီးသွားပြီလို့ပြောတယ်ဒီမှာသူကတော့ဒီမှာကျွန်တော်တို့ရဲ့ weekly content plan ဆိုပြီးတော့ဒီမှာသူကတော့ဒီမှာရေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကောက်ကိုဒီကနေတွားပြီးတော့ကြည့်လို့ရတယ်ဒီမှာ open in new test ဆိုပြီးတော့ကျွန်တော်ခဏလေးမှကြည့်မယ်ပေါ့နော်ဒီကောက်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့7 day content plan ထဲမှာပါလဲဆိုရင်ကျွန်တော်တို့ဒီမှာ AI coding agent မှာ2016 account ကို AI coding agent တွေနော် cloud code တွေကာစာတွေပါတယ်ပေါ့နော်ပြီးရင် GitHub မှာ training ဖြစ်တဲ့ open file နဲ့ AI agent memory ပေါ့နော်2016ရဲ့ AI စစ်ပွဲပေါ့နော် GPT 5.4 ရဲ့ Gemini 3.4 နဲ့ Cloud 4.6ဟုတ်ပြီနော်ဒါတော့သူကဆိုတော့ဒါကျွန်တော်တို့ရဲ့ content plan တွေသူကဟိုရေးထားတာပေါ့နော်ဆိုတော့ exam နဲ့ကျွန်တော်တို့ဒီမှာသူခုနပေးထားတယ်ဆိုတဲ့ကောင်ဒီ notion.so ထဲမှာတွားပြီးကြည့်မယ်ဆိုတော့အခုထိလုံးနိုင်မဖြစ်နေသေးရပေါ့နော်ဆိုတော့လုံးနိုင်မဖြစ်နေဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကဒီမှာ okay ကျွန်တော်တို့ရဲ့ notion ရဲ့ပထမဆုံးဟာပေါ့နော်အဲကျွန်တော်ဒီမှာကျွန်တော်ရဲ့ space ထဲကိုတွက်ကြည့်မယ်ဒါကျွန်တော်ရဲ့ space ကဒါပဲရှိရယ်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ weekly content plan ဆိုတာသူခုနရေးလိုက်တယ်ဆိုတဲ့ကောင်ဟုတ်နော်ဒီမှာကျွန်တော်ရဲ့ weekly content plan ဆိုပြီးတော့ရှိရယ်ဒီကောင်လေးတစ်ချက်တွက်ကြည့်ရယ်ဟုတ်နော်ဒါသူကတော့ဒါကျွန်တော်တို့ရေးထားတဲ့ day ပေါ့နော် Monday Tuesday ဘာညာပေါ့နော်ဒီမှာ things ပါတယ် topic ပါတယ်ဒါကကျွန်တော်တို့ရဲ့ one သူကတော့ဒီမှာဒီကောင်လေးပြီးတာပေါ့နော် full content မင်္ဂလာပါတဲ့ touch with ဝါသနာရှင်တို့ရေးဒီနေ့မှာတော့တဲ့2016ရဲ့အပူဆုံး touch trend ဖြစ်တဲ့ခုပြတယ်ပေါ့နော်အဲကောင်လေး agent နဲ့ပြပတ်ချင်ပါတယ်အထူးသဖြင့်မကြာသေးခင်ကမှ Tesla Anthropic ရဲ့ cloud ကုတ်စားရတယ်တော်တော်ကြီးအရင်ဝေကြီးပန်းစားနေပါတယ်နာစာရန်ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲ Manus AI ဖြစ်တဲ့ကြောင့်မို့ဒီရဲ့ meta ကနေဟိုလောက်တဲ့ဟာမျိုးဖြစ်တဲ့ကြောင့်ပေါ့နော်ဒီမှာဆိုလဲဒီမှာဖြစ်နေပါတယ်ညောက်ပြီးခဲ့ပါအောင်ဘာညာလေးကောင်းတယ်ဟုတ်နော်ဒီမှာ generation pro ပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်သူ့ကိုဒီမှာဟိုလောက်တာကျတော့ကျွန်တော်နောက်ပိုင်းဒီ image တွေတစ်ခါထုတ်ပြီးတော့ဒီရဲ့ content တွေတုံးမှန်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူကတော့ဒီမှာ video generation တော့ဒီရဲ့ Manus AI မှာတော့ပါတယ်ပေါ့နော်သူကတော့ဒီမှာဒီဟာဝယ်တောင်းတယ်ပေါ့နော်
ဒီမှာဆိုရင် what တော့ပါတဲ့ငါတို့ခုရှိပြန်ခင်မှာကေဟောနေကြတယ် Vibe Plus ဆိုတဲ့ကောင် project တွေပေါ့နော် Vibe Plus မှာဆိုရင်ကျွန်တော်ဘာညာဒီကောင်လေးသုံးလို့ရတယ်ဆိုတော့အဆင်ပြေပါတယ်လောလောဆယ်တလောက်ထိတော့အဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနောက်ဆုံးခုပေါ့နော်နောက်ဆုံးခုကကျတော့ဗာလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ usage ကိုတွားကြည့်မှာဖြစ်ပါတယ်ပေါ့နော် usage ကိုမကြည့်ခင်ကျွန်တော်တို့ဒီမှာဗာလဲဆိုရင်တော့လောဆယ် you just got a free minus 1.6 trial for this message ပေါ့နော် upgrade to ဘာညာဆိုတော့ပါတယ်ကျွန်တော်လောလောဆယ် upgrade တော့မလုပ်သေးဘူးပေါ့နော်ဒါကျွန်တော်တို့ကဒီမှာ minus 1.6 like ဆိုတော့တုံးတာပေါ့နော်ဒီကောင် 1.6 မှာ okay ဆိုတော့ကျွန်တော်တို့ဒီမှာဗာတက်ကြည့်မလဲဆိုရင်ကျွန်တော်တို့ကဒီမှာဗာကြည့်လို့ရလဲကျွန်တော်အရင်ဆုံးဒီမှာကျွန်တော်တို့က usage ကိုတွားကြည့်မှာဖြစ်တဲ့ကြောင့်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ခုန1300ရှိတာကိုဟုတ်ပြီနော်1300ရှိတာကိုကျွန်တော်တို့ကဘယ်လောက်ပဲကျွန်တော်ဆိုပြီး daily ပေါ့နော် daily ကကျွန်တော်ဒီမှာဒီလောက်ပဲရှိတော့တယ်1300ရှိတာကိုဒီလောက်ကျော်တော့ဆိုတော့တစ်ခါသုံးတယ်ဆိုရင်အနည်းဆုံး200လောက်ကုန်သွားတယ်ပေါ့နော်ဒီရဲ့ credit 200လောက်ကုန်သွားတယ်အဲ့ဒါဘာပဲသုံးနေလဲဆိုဒီ weekly content plan နှစ်ခုပဲသုံးနေရပါတော့ကျွန်တော်ရဲ့ဟိုဟာ Google Drive ထဲမှာတွားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုဟာထဲကိုတွားတယ်ပေါ့နော် weekly content plan ဆိုတော့မစိုးဘူးဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကိုဒါကျွန်တော်တို့ကတစ်လချင်းစီနဲ့သူကတော့တစ်လချင်းစီဆိုရင် free ပေးတာပေါ့နော်တစ်လမှာကျွန်တော်တို့က1300အနေနဲ့တွားတယ်ဖြစ်တဲ့တကြောင်မို့ကျွန်တော်ဒါဒီနေ့တရက်ထဲကိုပဲကျွန်တော်တို့က200ကျော်ကုန်သွားပြီပေါ့နော်